အားလုံးပဲမင်္ဂလာပါဗီဒီယိုရှာဘလော့လေးပြန်လည်ကြိုဆိုပါရစေ။ကဲဒီဘလော့လေးอ่ะပေါ့နော်ဟင်းချက်နေနဲ့လေတဝက်လောက်ရောက်မှာအော်ကဒီဟင်းလေးကိုပေါ့နော်ဘလော့လေးရိုက်လိုက်မယ်ဆိုပြီးတော့မှစိတ်ကူပေါက်ပြီးထားပြီးရိုက်လိုက်တော့ပေါ့နော်ခါတိုင်းငါဟင်းအသားဟင်းတို့ဒီပဲဟင်းတို့ဒီချက်တာတွေပဲသိနေရပေါ့နော်အခုဒီနေ့မှာတော့ဗီဒီယိုဒန်လုံးလေးနဲ့ငချောင်းလေးခရင်ချင်းနေနဲ့ဥနဲ့ချက်တာလေးကိုသိနေတာပေါ့နော်ကဲအရင်ကဘလော့လေးဒါကပြီးတော့ချက်တော့အမီလေးပေါ့နော်တေချာလေးညံ့ညံ့လေးထောင်းရောမှာအလိုတော်မှုလေးနဲ့ချက်ထားတာပေါ့နော်ငချောင်းနဲ့တန်လုံးလေးနဲ့ခရင်ချင်းလေးတွေကိုအရင်ဆုံးတည်ထားတာပေါ့နော်တန်လုံးလေးတွေနည်းနည်းလူမှာဖေကမကြီးလေးထည့်ပါတယ်မကြီးရတော့လေအများကြီးတော့ထည့်ကြမလို့ပေါ့နော်သူကခရင်ချင်းလေးပါတဲ့အတွက်ကြောင့်ပေါ့နော်ခရင်ချင်းလေးကအချင်းတက်ပါပြီလားဆိုတော့လေလေးညာရဲ့စီပြီးပေါ့နော်။အဲနောက်ဆုံးမှာတော့ချက်ဥလေးတွေကိုဒီတိုင်းလေးပဲပြုတ်ပြီးမထည့်ပြန်နဲ့ဖောက်ပြီးတော့မှထည့်လိုက်တော့ပေါ့နော်။မအားလို့တော့မတင်ဖြစ်တာပေါ့နော်။ချက်ထားတာတော့လေးညာရဲ့တစ်ပတ်လောက်လို့ရှင်းနေပြီ။ဒီဟင်းရလေးဖရီကလေးဆိုအရန်ကြိုက်တယ်သေးလားအလက်ကောက်လေးဆိုလို့ရှိရင်တန်ပလုံးလေးဆိုအရန်ကြိုက်တာ။ဥလေးတွေလည်းဖောက်ထည့်ပြီးတော့ကျက်တော့ပေါ့နော်အားကျက်တော့လို့စီသူအနှစ်လေးပဲမလို့စီမကြိုက်လို့ပေါ့နော်ပပလေးနဲ့မှငွေပေးလိုက်ပါမယ်ဟိုပဲဒီပဲလေးနည်းနည်းလေးနားအောင်ပေါ့နော်ဒီအမစားလေးထပ်ပြီးကြည့်ပါတယ်